ချစ်မောင်လွတ်လပ်မှုဟာလိုအပ်ဆုံးချစ်မောင်မောင်တရားတွေကြောင့်ဘွားတွေရဲ့လုံးပဆုံးမနေချက်စကားတွေရဲ့ခုချိန်မှာတုံးမြတ်စာသင်ခန်းနဲ့ကလေးရဲ့လက်ပတ်ကြီးနေစေဇက်တိုင်မီတွေဆွဲနေထယုံတွေကိုရတမြတ်ကြီးတွေဆွဲအချစ်ဘွားဖြည်းဖြည်းချင်းနေမျိုးစီအနှွေတွေဟရှစ်ပတ်တယောက်ပေါ်ကြောင့်မြစ်တာရင်ထားနိုင်တော့ဘာလောကဟာညူမညစ်ပတ်မလူတဲ့ပြစ်တဲ့ချက်ပြိုကွက်ဖြစ်တဲ့ဒုက္ခမှုတွေဆူရွှေ့ရှေ့ရမရှိတော့ဘလူလေလူလက်မှုအတိတ်ပဲပွင့်ဖို့ကငါတို့အချင်းလေးမနေတတ်ကြခဲ့တော့မျက်လုံးနဲ့ပွင့်ဖို့ကတစ်သက်လုံးပြီးစင်ထူထွက်ဖို့မျက်ပုံးတွေအတင်းခိုတက်လို့အပ်တဲ့ချင်းတွေထမ်းဆိုကန်လွတ်လပ်မှုတစ်ဖန်ညင်လို့တပြင်းချက်ချတဲ့ရှေ့ဆက်မကြက်တာဟာမှလူကြောက်ဖြစ်ရှင်တဲ့ချင်းကလည်းဘလူးမတက်တာပါရဆက်စရာကားတိုင်းဆရွှေ့မငါတို့ကကျိုးဆွေးခံထားရတဲ့အယုတ်တန်ထားဘဝစုတ်တန်ပမာYeahချစ်မောင်လွတ်လပ်မှုကိုလိုအပ်ဆုံးချစ်မောင်လွတ်လပ်မှုဟာလိုအပ်ဆုံးလိုအပ်ဆုံး